Hello အားလုံးပဲမင်္ဂလာပါမိမိထက်ဒီနေ့အိမ်မှာဟင်းချက်မဲ့ဟင်းလေးကတော့ချက်နေကြအတိုင်းလေးပဲကြက်တောင်မှန်ရိုးလေးတွေရယ်ဂေါ်တခါးသီးရယ်မုံလာဥရယ်ဝယ်ထားတာပေါ့နော်အဲ့ဒါလေးချက်မယ်ဒါလေးကတော့ခန်းညင်လေးစက်သွန်ကြီးရုပ်သီးစိမ့်တွေအကုန်လုံးမိမိထက်ကြိတ်ထားစီတက်လိုက်မယ်နော်ကိုကပူလာမှာဆိုလို့စီလေးထည့်ပြီးတော့စီတက်မယ်မွေးနေအောင်လို့နည်းနည်းလေးတော့စီတက်ပေးလိုက်တာပေါ့နော်ပြီးရင်စိမ့်မုတ်လေးထည့်လုံးပြီးတော့ချက်လဲကောင်းတယ်နော်အဲ့တော့ကိုကကြိုက်ပြတာဖြစ်တဲ့အတွက်လုံးမချက်ဘူးနည်းနည်းလေးခဏစီလေးတက်ပြလိုက်ပြီးရင်မိထက်စိမ့်မုတ်လေးနည်းငယ်ထည့်ရုပ်သီးစိမ့်စက်သွန်ကြီးမွန်းတယ်ဒီစက်သွန်ကြီးမွန်းတယ်အဲ့ဒါကိုမိထက်တို့တေချာလေးစီတက်ပြီမနော်မိထက်တို့စီတက်တာလေးမွှေးလာပြီဆိုလို့ရှိရင်မိထက်တို့ရဲ့ကြက်သားစားပြားနေထားတာလေးထည့်မယ်နော်ကြက်တောင်မှန်လေးတွေပေါ့နော်ကြက်တောင်မှန်လေးတွေကိုမိထက်အရသာလေးနဲ့နှက်ထားတာမိနစ်30လောက်ပြီးရင်အရသာကတော့ကိုလိုတာလည်းထပ်ထည့်လို့ရတယ်အပေါ့ငံပေါ့နော်မိထက်ကတော့အပေါ့ငံလေးထပ်ထည့်ရမယ်ထင်တယ်မပြိုင်လေးနဲ့ထည့်ထည့်မပြိုင်လေးပြိုင်ရတော့လုံမှာပေါ့နော်ပြီးရင်ဒါကတော့ဂါးလေးပေါင်တာလေးနဲ့ထည့်ထည့်မယ်ပြီးရင်ဒါရှည်ဟင်းခတ်မုတ်လေးနဲ့ထည့်မယ်နော်စက်သားထဲမှာတော့ရတာလေးတွေအကုန်ပါပြီးသားပဲလေနော်နေပြီးသွားပြီဆိုရင်မှွေပြီးသွားပြီဆိုရင်မိထက်တို့မကြီးနဲ့လေးထည့်နော်ချင်းစက်ကလေးချက်ချင်တာဆိုတော့မိထက်ကချင်းစက်လေးချက်ရကြတယ်ရုပ်သီးစိမ်းစက်သွန်ကြီးမိထက်တို့ခရမ်းညင်သီးတွေအကုန်လုံးကြိတ်ထားတာအဲ့ဒါကိုမိထက်တို့ခဏလေးစူတီထိထားမယ်ပြီးကြလို့ရှိရင်မိထက်တို့ဒါလေးတွေအကုန်ထည့်နော်မွန်လားအဲ့ကြောင့်မေဒီမှာစက်သွန်ကြီးကတအားမွန်နေလေစက်သွန်ကြီးကတအားမွန်နေမိထက်ချက်တယ်မဟင်းချက်တော့ဝါသနာပါတယ်တာချက်မှာစက်သားလေးကလည်းစူလာပြီဆိုရင်မိထက်တို့ဒီမှာဘောတခါးကြီးရယ်မုံလာဥရယ်အဲ့ဒါလေးစင်းင်းလောက်ထားတာလေးထည့်လိုက်ခင်းနေကများတော့များရေလေးပါနည်းနည်းထပ်ထည့်ပါနော်ဆိုတော့ဘောတခါးကြီးလေးမုံလာဥလေးတွေပါတော့ကြက်တောင်မှန်ကြက်ရိုးလေးတွေကကြိုက်လို့ကောင်းတယ်နော်ရိုးလေးတွေပိုကြိုက်တယ်ဒါလေးကိုထပ်တူထည့်လိုက်ကိုတိုးပြေးသွားအသေးရွက်တွေပါတော့အိုးကတိုးပြေးသွားအဲ့ဆိုမိထက်တို့ရေလေးကိုနည်းငယ်ထပ်ထည့်ဆိုတော့နည်းလေးမီးသွားအောင်ပေါ့နော်ဒီလေးနည်းငယ်ထပ်ထည့်ပြီးတော့မှမိထက်တို့စူဒီထိမိထက်တို့ချက်ပေးရပါနော်မိထက်ကိုအားပေးရှိပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်မိထက်ရဲ့ဝါသနာလေးတွေပေါ့နော်ဒီအလုပ်တွေပြင်ပန်းတဲ့အင်ရှင်မတွေကကိုယ့်ရဲ့အိမ်မှာရှိတဲ့မျိုးသားတွေကလေးတွေကိုချက်ပြုတ်ကျွေးမရတာဆိုတော့မိမမျိုးသမီးရတကယ်ကိုအလုပ်လုံးနိုင်စွမ်းရည်တွေအားကိုများပါတယ်ပေါ့နော်ထက်တို့ရတာဘဝလန်းခကြီးမှာလောက်ရတဲ့မေတ္တာတရားတွေပေါ့နော်မေတ္တာလေးနဲ့လည်းချက်ပြုတ်ပေးပါတယ်မေတ္တာလေးနဲ့လည်းနေထိုင်ပါလေရှင်ညလုံးဆက်နေတာအဲဆိုရင်မိထက်တို့ဟင်းလေးချက်တီတီခုဆိုရင်တော့ပြေးတဲထားတာလည်းကြားနေပြီဆိုတော့မိထက်တို့ဟင်းရတာလေးမြည်ကြည့်ပြီးတော့မိထက်ရဲ့နောက်ဆုံးမှာနနမင်းလေးအုပ်လိုက်ပြီပေါ့နော်ချိန်ငံဆက်ကြက်ရိုးကြက်တောင်ပန်ဂေါ်တခါးဒီမုံလာဥထင်းလေးရရှိပါပြီနော်ရုပ်သီးစိမ့်လေးတွေလည်းမိထက်ကကြိတ်ထားပြီးတော့ထည့်ထားတယ်တကယ်ကိုချိန်ငံဆက်လေးပဲတကယ်ကိုချိန်ငံဆက်လေးကြတာနော်ခုဆိုရင်တော့ပြေးမိထက်ရဲ့ရန်ကိုစားကောင်းတဲ့ဟင်းလေးရရှိပါပြီ။ချင်းငံကတော့ပေါ့နော်ကိုယ်စိတ်ကြိုက်လေးတွေပေါ့ဒီထက်တော့သုံးဆောင်ရအောင်နော်။ရတာကတော့ဒီချက်ကတော့အရန်ငံတာမကြိုက်ဘူး။ချင်းစက်လေးရန်ကောင်းလို့ပဲစားလိုက်ချင်းဟင်းတော့ဘာလို့ပုံစံလေးလဲ။ကဲကိုအရသာချီမီပြီးလာတော့ဒီထက်ရဲ့ကြက်ဟင်းလေးရရှိပါပြီပေါ့နော်။ကိုစားခြင်းနဲ့ပြီးတော့ဒီအဲ့လိုထည့်ပြီးတော့အဲ့လိုချင်းကန်ဆက်ကလေးချက်စားပေါ့နော်ဒီထက်ကကော်တခါးလေးကြိုက်တယ်မုံလာဥလေးကြိုက်တယ်အဲ့ဒါလေးချက်လိုက်ပါရှင်ကျေးဇူးတင်ပါတယ်ခုလိုအားပေးရှိကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အားလုံးကျမချမ်းသာကြပါစေတတာ